လူတိုင်းကငါ့ကိုတာမန်လုံခြုံရေးဝန်ထမ်းတယောက်လိုပဲထင်နေကြတာအထင်သေးတဲ့အကြည့်တွေလှောင်ပြောင်တဲ့စကားလုံးတွေကြားမှာငါကတော့အေးအေးဆေးဆေးပါပဲဒါပေမဲ့ဒီနေ့တော့ငါ့ကိုအနိုင်ကျင့်ကျင်နေတဲ့သူတွေကိုပညာပေးဖို့အချိန်ရောက်ပြီမင်းလိုကောင်ကဘာသိမှလဲဖယ်ဆန်းဆိုပြီးအရှိကလူကစာချုပ်အစ်စ်ကိုထိုးခိုင်းနေတယ်သူတို့ကဒီပြတိုက်ကရှေးဟောင်းပစ္စည်းတွေကိုရောင်းစားပြီးပတ်စံရှာဖို့ပဲစူးစမ်းနေကြတာငါမျက်လုံးထဲမှာတော့အဲ့ဒီစာချုပ်ကတမီးရောင်းစားမယ်ဆိုတဲ့စာသားသုံးလုံးပဲမြင်နေရတယ်လို့ပဲဒီအဖိုးတန်ရှေးဟောင်းပစ္စည်းတွေဟာငါတို့နိုင်ငံရဲ့ယတနာတွေဘသူကမှရောင်းစားခွင့်မပေးနိုင်ဘူးစာချုပ်ကိုပြင်ချင်တယ်လို့ငါပြောလိုက်တော့အားလုံးကငါ့ကိုအယူတယောက်လိုကြည့်ကြတယ်ဒီမှာလင်းရှင်းမင်းကဘာမို့လို့လဲမင်းမပတ်စံရှိလို့လားလို့ဟိုလူကလှောင်တလို့မေးတယ်ငါဘာမှပြန်မပြောဘဲဖုန်းကိုထုတ်လိုက်တယ်ဒီပြတိုက်တစ်ခုလုံးကိုငါဝင်မယ်ဒါပေမဲ့အထက်ကရှေးဟောင်းပစ္စည်းတွေတော့မပါဘူးအဲ့ဓာတွေကရောင်းဖို့မဟုတ်ဘူးလို့ပြောလိုက်တဲ့အခါအားလုံးမျက်လုံးပြူးသွားကြတာပေါ့ငွေပေးချေမှုဆက်ကနေအတန်ထွက်လာတဲ့အခါမှာတော့အခန်းထဲကလူတွေအားလုံးကြောက်ရွံ့လို့ဖြစ်သွားကြတယ်ငါဘေးကကောင်မလေးဆိုရင်လဲငါ့ကိုမယုံနိုင်တဲ့မျက်လုံးတွေနဲ့ကြည့်နေမိတယ်သူတို့အထင်သေးခဲ့တဲ့လုံခြုံရေးဝန်ထမ်းကတကယ်တော့ကဘာကျော်တထေးကြီးတယောက်ဖြစ်နေတာကိုငါရဲ့ရည်မှန်းချက်ကတိုင်းတစ်ပါးကိုရောက်နေတဲ့ငါတို့နိုင်ငံရဲ့ရှေးဟောင်းပစ္စည်းတွေအားလုံးကိုပြန်ဝယ်ပြီးနိုင်ငံကိုပြန်ပေးဖို့ပဲဒီပစ္စည်းတွေကစီးပွားရေးသမားတွေအမျက်ထုတ်ဖို့မဟုတ်ဘူးငါစကားအဆုံးမှာတော့ဟိုလူလဲရှက်ရလွန်းလို့ဘာမှပြန်မပြောနိုင်တော့ဘူးဒါပေမဲ့သူကမကျေနပ်သေးပဲမင်းမတကယ်ပတ်စံရှိရင်နောက်လာကျင်းပမဲ့လေလံပွဲကိုလာခဲ့အောင်အဲ့ဒီမှာတကယ်အဖိုးတန်ပစ္စည်းတွေရှိတယ်လို့စိန်ခေါ်သွားသေးတယ်ငါကတော့ပြုံးပဲပြုံးနေလိုက်မိတယ်ဘယ်သူကအဲ့ဒီပွဲမှာတကယ်ဘယင်ဖြစ်မလဲဆိုတာစောင့်ကြည့်ကြတာပေါ့အမှန်တိုင်းပြောရရင်အဲ့ဒီနေ့ညကငါတကယ်အိတ်မပြောခဲ့ဘူးရှုခွန်မင်းကငါ့ကိုတညလုံးစကားတွေပြောနေခဲ့တာနောက်နေ့မနေ့ကျတော့ငါမျက်လုံးတွေတောင်ကြောင်မျက်လုံးတွေလိုဖြစ်နေပြီဒါပေမဲ့ပြဿနာကအဲ့ဒီမှာတင်မပြီးသေးဘူးငါ့ကိုစောင့်နေတဲ့မိန်းကလေးနှစ်ယောက်ရှိနေသေးတယ်တယောက်ကတော့ငါ့ကိုအမြဲအနိုင်ကျင့်ကျင်နေတဲ့သူနောက်တစ်ယောက်ကတော့ငါရဲ့အတိတ်ကတီးခဲ့တဲ့သူပေါ့ရှင်ဘာဖြစ်နေတာလဲမျက်လုံးတွေလည်းနီလို့ဆိုပြီးသူတို့ကငါ့ကိုဝိုင်းမေးနေကြတယ်ငါကတော့ဘာမှပြန်မပြောနိုင်ပဲခေါင်းပဲကုတ်နေမိတာပေါ့အဲ့ဒီအချိန်မှာပဲပရိသတ်တွေကလည်းငါ့ကိုဝိုင်းပြီးဆက်နောက်နေကြသေးတယ်အစားကတော့ငါ့ကိုနှာခေါင်းရှုံခဲ့တဲ့ရောင်ရှိကအခုတော့ငါအကြိုက်86ထိရှိနေပြီလေသူကငါ့ကိုဆွဲဆောင်နိုင်ဖို့အမျိုးမျိုးစူးစမ်းနေပေမဲ့ငါကတော့သူ့စကားတွေကိုယုံကြည်ဖို့ဝေးဆွတ်သူ့ရဲ့ဟန်ဆောင်မှုတွေကိုအကဲခတ်နေတော့မယ်ကြောင်းမှလည်းအခြေအနေတွေကမငြိမ်လှဘူးငါရဲ့ရီးစားဟောင်းရောင်ရှိနဲ့ရွှေရှိချမ်းတို့နှစ်ယောက်ကြားကတင်းမာမှုတွေကလျှက်စစ်မီးပွားတွေထွက်မတက်ပါပဲတယောက်ကိုတယောက်အကြည့်ချင်းစစ်ခင်းနေကြတာအတန်းတွေကလူတွေတောင်မနေတာလို့ကြားဝင်တားရတဲ့အထိပဲအတန်းစင်းတော့လည်းအေးအေးဆေးဆေးမရှိပါဘူးရွှေရှိချမ်းကငါ့ကိုသူ့အိမ်မှာလိုက်နားယူဖို့ခေါ်နေတဲ့အချိန်ရောင်ရှိကကြားဖြတ်ပြီးယောက်ျားလေးတယောက်ကိုအိမ်ခေါ်သွားတာမကောင်းဘူးဆိုပြီးလာဟန့်တားပြန်ရောရှိချမ်းကလည်းအရှုံးမပေးဘူးရီးစားဟောင်းဆိုတာအတိတ်မှာကြံခဲ့ရုံပဲငါတို့ကိစ္စဝင်မပါနဲ့ဆိုပြီးပြန်ပတ်လိုက်တာရောင်ရှိတယောက်ဆုံးသွားတာပဲငါ့ကိုရရှိဖို့အတွက်သူတို့နှစ်ယောက်အပြိုင်ဆိုင်ဖြစ်နေကြတော့မှပဲမမျှော်လင့်ပဲအနီရောင်ပြိုင်ကားတစ်စီးငါနားကိုဝေါကနေရောက်လာတယ်ကားပေါ်ကဆင်းလာတာကတော့ခြားခြားတဲ့သူကငါ့ကိုကားပေါ်ဆွဲတင်ပြီးခေါ်သွားတော့တာပဲငါလည်းဘလို့ကနေဘလို့သူ့ပေါင်ပေါ်ရောက်သွားမှန်းတော့မသိလိုက်ဘူးဘေးကလူတွေကတော့ဟာဒါတန်း30တန်းဖာယာကြီးမဟုတ်လားဒီကောင်မလေးကတကယ်ကိုတထေးမလေးပဲဆိုပြီးဝိုင်းကြည့်လို့သူမဟာကျွန်တော်ကိုအပိုင်ချုပ်ထားနိုင်မယ်လို့ယုံကြည်ချက်အပြည့်ရှိနေတဲ့သူပါဒါပေမဲ့ကျွန်တော်ဘေးမှာနောက်ထပ်ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယောက်ရှိနေတာကိုသူမသိမကြိုက်ပါဘူးရောင်ရှိကတော့ငါ့ကိုတခြားမိန်းကလေးတစ်ယောက်ကခေါ်သွားတာကိုကြည့်ပြီးဒေါသတွေထွက်နေတော့တာပေါ့ရွေးရှိချမ်းပြောခဲ့တဲ့စကားကငါနားထဲမှာဆွဲနေတယ်အရင်ကနင့်ကိုသူဂယုမဆိုင်ခဲ့ပေမဲ့အခုချိန်မှာတော့နေဟာသူလမ်းမမီနိုင်တဲ့အမြင့်ကိုရောက်နေပြီတဲ့ဟုတ်ပါတယ်အခုငါဘဝကအရင်လိုမဟုတ်တော့ဘူးအားလုံးကငါ့ကိုအပြိုင်ဆိုင်လိုချင်နေကြပြီလေတနေ့မှာတော့ចောင်းသားများအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူဂျန်ထန်ကဟောပြောပွဲတစ်ခုလုပ်ခဲ့ပါတယ်အဲ့ဒီပွဲမှာမိန်းကလေးနှစ်ယောက်ကကျွန်တော်ကိုလူနေကြတယ်ဆိုတဲ့သတင်းတွေအကြောင်းထဲမှာပြန့်နှံ့သွားခဲ့ပါတယ်အခြေအနေတွေကပိုပြီးရှုပ်ထွေးလာပါတယ်ကျောင်းကောင်စီရဲ့ဥက္ကဋ္ဌကဒီကိစ္စတွေကိုသဘောမကျပဲကျောင်းရဲ့စီကန်းနဲ့ဂုံတိတ်ခါကိုထိခိုက်မှစိုးရိမ်နေပါတယ်သူကကျွန်တော်နဲ့ဒီမိန်းကလေးတွေကြားကပတ်သက်မှုကိုစောင့်ကြည့်နေပြီးအပြစ်ရှာဖို့ကြိုးစားနေတာပါဇလန်းရဲ့အလှည့်ပြောင်းကတော့ရေကူးကံမှာဖြစ်ခဲ့တာပါကျွန်တော်ဟာရေကူးကျွမ်းကျင်တဲ့စွမ်းရည်အသစ်ကိုရရှိထားပြီးအဲ့ဒီမှာမိန်းကလေးတွေရဲ့အားပေးမှုကိုအပြည့်အဝရရှိခဲ့ပါတယ်